မင်္ဂလာပါကျွန်တော်နာမည်တူတူဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော် Minecraft ရင်းဆိုတော့ဆော့တယ်လို့မဟုတ်ဘူးပြောမဆုံးလို့ဆိုရင်ပြင်းလို့ပေါ့နော် YouTube မှာဗီဒီယိုမတင်ရကြတော့လေဗီဒီယိုတင်ဖို့အဲ့ဒါကျွန်တော်ဆော့ရခြင်းဖြစ်ပါတယ်ဆော့တော့တိုင်မဆော့တော့ပါဘူးဒီငရေဗီဒီယိုကတော့မတော်ဘူးပါမတော်ဘူးလေဘောနော်ကျွန်တော်ဒါပတ်ဝန်းဆိုအပိုင်းတေပေါ့ပိုင်းနေစီတွေအားရခါကျကျွန်တော်တင်ပြီမယ်โอเคကျွန်တော်အခုကတော့ကျွန်တော်ကထွက်လာတာခလုံးမပါခဲ့တော့စတင်တော့ချိန်ရသေးတယ်ခဏလေးစောက်ပြချပါဦးစတင်ချိန်လို့ပြီးတော့အဲ့ဒီအလေကအပေါင်းလဲဟာပြောက်ပါတယ်အဲ့ဒါကြောင့်သူကဆော်လို့ရတယ်ဗျာအဲ့လိုဆိုကျွန်တော်ကလည်းဆော့မှာလို့ဆိုတော့ကျွန်တော်လည်းအမအိုးညတော့ရောက်နေပြီဘာမှမလုပ်ပါသေးဘူးဟောစတင်ထိုင်ချိန်နဲ့ပဲတဏီကုန်သွားတယ်ပေါ့နော်ကျွန်တော်စတင်တော့အားမချိန်နိုင်ဘူးပေါ့နော်ဘာဖြစ်လို့မစောတာအဲကြောင့်စတင်တော့တိတ်မချိန်နိုင်ဘူးဖြစ်တယ်လို့ပဲကျွန်တော်ချိန်တာတယ်ပေါ့နော်ကျွန်တော်ဒီဗီဒီယိုတော့ကျွန်တော်F5 ဗီဒီယိုရောက်ရှင်တယ်ပေါ့နော်လူကြီးများရှင်တယ်ဗျာလိုက်မပေးနေနီးပေါ့ဒါပေမဲ့လိုက်ပေးတော့ပူတော့အားစီရဗျာလိုက်တလုံးကွာပလောင်းအပန်းမကြည့်ဘူးမို့လားဒီလိုက်လို့ရတယ်အရာတခုပဲကွာဆက်လည်းမကုန်ဘူးဘာဖြစ်ဘူးဒါပေမဲ့ကျွန်တော်တို့ကအားပေးတယ်ဘာလို့ဆိုတော့ကိုပြောပြတာကောင်းတယ်လေအဲကြောင့်စမယ်တပည့်ပြောတိပင်စားခုတ်ဆိုကျွန်တော်တိပင်ရစားခုတ်တယ်ပေါ့နော်ကြားလို့ကျွန်တော်တိပင်ရစားခုတ်ပါတယ်တိပင်ခုတ်မစောတာကြတော့လက်တွေတော်တော်လေးထင့်တယ်ပေါ့နော်တော်တော်လေးတိုင်ပါခဲ့ရတယ်ပေါ့နော်ဒီမှာမစောတာတော်ကြာပါတယ်အဲကြောင့်ပေါ့တင်ပါပါကျွန်တော် YouTuber လောက်ရင်တော့တင်ပါပါကျွန်တော်ဗီဒီယိုတွေအများကြီးပေါ့ဒါပေမဲ့ကျွန်တော်အားပေးဖို့တော့လိုတယ်နော်ဘာလို့ဆိုတော့ကျွန်တော်ကအားပေးတဲ့လူတော့ငွေတွေကပြောဆိုရင်အန်နွေတို့စမတ်တို့ကြည့်ပြီးတော့ကျွန်တော်ကအားကြပြီးတော့လှုပ်ရှင်သွားတာပေါ့နော်အဲဒါကြောင့်သူတို့လိုလည်းဖြစ်ချင်တယ်သူတို့လို view တွေ like တွေလည်းရချင်တယ်ဒါမှလည်းမဖြစ်နိုင်ဘူးထင်ပါတယ်ကျွန်တော်ကမဖြစ်နိုင်ဘူးထင်တယ်ဘာလို့ကျွန်တော်ထင်ရတော့ဒီဗီဒီယိုအဲ့တော့မကောင်းဘူးဗျာဒါပေမဲ့ကြည့်ပြီးတော့ကျော်စင်ဝီဒီယိုနဲ့ပဲကြည့်ပြီးကြည့်ရင်လည်းမတော့ကြပါနဲ့ဗျာတောင်းပါပါတယ်ကြော်ရင်တောင်းပါပါတယ်ဒီစဗီအားပေးကြပါဦးကျော်ဓာတော့မဟုတ်အပြင်ခေါ်မှဆိုတော့ပစိန်နေပါလေပေါ့ပစိန်လို့ဖောက်သူလို့လုံးမှကျွန်တော်လည်းညီနေပေါ့ဆိုတော့မစောတယ်ပါဘူးဒါပေမဲ့လုပ်ကြည့်တာရပါတော့အဲ့ဒါပြန်သိမ်းမယ်ပေါ့နော်ပြန်သိမ်းပြီးတော့ကျွန်တော်တောင်းနေပေါ့တောင်းနေလိုက်တူပေါ့တိပင်းနဲ့ခုတ်ပွားရင်ဆိုပြီးတော့ကျွန်တော်မတိပင်းစားခုတ်နေလိုက်တယ်တိပင်းစားခုတ်လိုက်တယ်ပေါ့နော်ကျွန်တော်မှလေးသလားကျွန်တော်ပြောလိုက်တာနဲ့လက်ခံပြီးတယ်ကွာလေးတရားပေါ့နော်သူလည်းတဲ့ YouTuber ဖြစ်ချင်တယ်တဲ့သူကစော်ခဲ့မိပေါ့နော်အဲ့ဒီသူကဘယ်လိုလဲဆိုတော့သူTikTokစော်တာဆိုပဲသူကစော်တာကွာဗျာ sorry ကျွန်တော်မှားသွားတယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်ဖာခေါ်လို့ပေါ့နော်အဲ့ကြောင့်မို့ပေါ့ကျွန်တော်နည်းနည်းလေးပြောရတာဒီပင်နည်းနည်းခုတ်လိုက်မယ်ပေါ့နော်ဒီပင်နည်းနည်းခုတ်လိုက်မယ်
ကျွန်တော်ကလည်းစတူရနော်ကျွန်တော်တစ်ပင်လေးစခုတ်ပါတယ်လို့ကျွန်တော်နောက်တစ်ခါကြည့်စတာပါလေအဲ့ဒါကြောင့်ကျွန်တော်ကဒီအားတဲ့ချိန်မှာပေါ့နော်အားတဲ့ချိန်မှာဒီဂိမ်းလေးဆော့ပြီးတော့ဒီတင်တာပေါ့နော် view တစ်ပင်နေခုံနော်တစ်ပင်ကျွန်တော်ပြောတဲ့ခလေးပုံစံပေါက်နေအောင်တော့ကျွန်တော်လည်းမသိဘူးဗျာခလေးပုံစံပေါက်နေ sorry ပဲနော်what ဘာပြောနေရလဲအိုးတွင်းနေတာဘာကိုပြောလို့ပြောနေမသိဘူးကြားလားကျွန်တော်ပြောရတာကြားလားမသိဘူးညာကြားလား okay ကျွန်တော်အခုကကျွန်တော်အိမ်ဆောက်ဖို့လုပ်တော့မယ်နော်အိမ်ဆောက်ဖို့လုပ်တော့မယ်ဆိုတော့ကျွန်တော်ဒီမှာကြည့်တယ်တစ်တာပြင်ရတော့နော်အိမ်ဆောက်ဖို့အတွက်တစ်တာလုပ်လို့တစ်တာအတန်တော့ကောင်းတယ်မဲ့အတန်တော့အဖတ်ထရရတယ်ပေါ့နော်အဲကြောင့်အခုကျွန်တော်ကအိမ်ဆောက်တော့မှဆိုတော့ကျွန်တော်လည်းအဲ့မှာလှုပ်ချင်ရလို့ပေါ့အနေရလိုက်ရှာတယ်ပေါ့နော်ကျွန်တော်စိတ်ထင်တာတော့ကူလေးဖောက်ပြီးတော့အစိမ့်မှာအခန်းလေးလုပ်ပြီးတော့နေမယ်လို့စိတ်ကမနေရတွေ့ပြီဆိုကျွန်တော်အဲ့နေရာကျွန်တော်သွားလိုက်တယ်ပေါ့နော်သွားပြီးတော့အဲ့ဒီနေရာလေးကျွန်တော်လုပ်ပါနော်ဟိုဒါမီးတွေနည်းနည်းတူလိုက်တယ်နော်နေရာရဖို့တော့မီးတွေနည်းနည်းလေးတူလိုက်ပါတယ်အဖာတော့မထဲတော့ပါဘူး။ကိုယ်တန်းနေဘူးဆိုတော့ဖူကောင်းတာပေါ့အတန်းကြီးရလေအဖာထဲတဲ့ခါကျတော့ပြောမဆိုရင်အတန်းကမပြီးတာဘူးအတန်းလုံးဝမပြီးတာဘူးအဲအကြောင်းကျွန်တော်အဖာမထဲတော့ပါဘူးလို့ပြီးတော့ကျွန်တော်စားစောဗီဒီယိုအရေးမြင်ပြီးတော့ဆိုတော့ကျွန်တော်ဆက်တောင်းနေမှာလို့ဆိုတော့မြင်ပြီးနေတော့နော်စားရကြရအောင်မလေးအားကြောင့်ကျွန်တော်အတန်မြင်တွေးရှင်နေပေါ့နော်ဒါပေမဲ့လည်းဘုဒ္ဓငယ်ချင်းတွေအတွက်ဆိုတော့လေအချိန်ပေးရတာပေါ့ဗျာပြီးရှင်တော့လည်းအချိန်ပေးရတာပေါ့ကျွန်တော်ပြီးရင်ကျွန်တော်နေရာလေးပါခင်းတယ်ခင်းပြီးကျွန်တော်မှအိမ်လေးပါလေးတော့စောက်တယ်ပေါ့နော်ပြီးတာနဲ့ကျွန်တော်ဟိုလိုက်လို့ဒီလိုက်လို့နဲ့ကျွန်တော်ပတ်ဝင်လေးပြီးယူခဲ့တယ်ပေါ့ကဲကျွန်တော်စမယ်အတုံးလေးကျွန်တော်ခုမယ်ကျွန်တော်ရင်ဆုံးကျွန်တော်ဒီမှာမီးဝရင်လုပ်လို့ပေါ့နော်မီးဝလုပ်ပြီးမှထားမယ်ပြီးတော့မီးတိုင်းလုပ်မယ်မီးတိုင်းလုပ်ပြီးတော့ကျွန်တော်တို့တောက်ရဲမီးရဲလို့ဟိုမီးတွေရဲလို့ဆိုတော့မီးတိုင်းလုပ်ပေါ့နော်မီးတိုင်းအရေးကြီးရဗျာအဲကြောင့်မီးတိုင်းကျွန်တော်လုံမနေမကြလို့ဆိုရင်အနေများတယ်အဲကြောင့်မီးတိုင်းကျွန်တော်ရင်လုပ်ပါတယ်ကျွန်တော်မီးတိုင်းထိုးတယ်ထုံးပြီးတော့ကျွန်တော်အစိမ့်မှာညနေရောက်ပဲအနေရညတယ်ဆိုပြီးကျွန်တော်အစိမ့်မှာအခန်းလေးသေးလို့စီစဉ်မိပါတယ်ကွာစဉ်းစားမိပါတယ်ကွာအဲကျွန်တော်အပြင်ဘက်လိုက်ထွက်ကျွန်တော်တူးစားပါပိုင်းရတယ်မစားဘူးကွာမတူးလေးပါရမလားဆိုပြီးကျွန်တော်လိုက်ထွက်တာနွားတွေရဲ့ဝက်တွေရဲ့များတယ်နောက်တူးတော့အောင်တွေ့တယ်ဗျာဟိုအနောက်ဆက်နောက်ဘက်မှာတူးတော့အောင်တွေ့တယ်အဲ့ဒီဝက်လေးစီအဲ့ဒီဝက်လေးကျွန်တော်တားလိုက်တယ် sorry ဝက်လေးကျွန်တော်မတက်ချင်ဘူးအော်ဟိုမှာတူတွေ့ပြီတူစီကျွန်တော်သွားမယ်တူလည်းတွေ့ပြီဆိုတော့လေပြောတာပေါ့လေအဲ့ရတော့မှဆိုတော့ကျွန်တော်လည်းမပြီးရတဲ့ဆန်နဲ့ဝေါ့ကျွန်တော်တက်ခဲ့လိုက်လို့နော် okay မတုံးလေးယူမယ်တုံးလေးယူပြီးတော့ဝက်စီတော့မှာကျွန်တော်မှတ်တာပါမယ်နောက်ကကြတော့စေနောက်ကကြရင်တော့ဂိမ်းတစ်မျိုးပေါ့အခုကဂိမ်းတစ်မျိုးနောက်ကြရင်လည်းဂိမ်းတစ်မျိုးကျွန်တော်မတူတမျိုးချင်းစီဝဲလိုက်ခင်လားအဲ့ဒါမျိုးကြတော့မကောင်းလေပြောကျွန်တော်နွားတွေလိုက်တက်တာလေနွားတွေကအသားပဲပြီးရတိတ်ရင်မပြီးဘာဖြစ်လို့လဲမသိတိတ်ရင်မပြီးဘူးအသားပဲပြီးရဒီကောင်တိတ်ရရတာကျွန်တော်မသိလိုက်
တက်လိုက်တယ်အိုးသိရပါလားသူရပါလားဟောကျွန်တော်အိမ်ပြောင်းမှဆိုတာနဲ့အိမ်စီပြန်သွားတယ်ကူပြောင်းမှကြတော့ဘာမှတော့မဟုတ်โอเคကျွန်တော်ယုံနေတဲ့အဲ့ယုံကျွန်တော်လိုက်စားတယ်ပေါ့နော်ယုံစားတာပြေးရိုက်မမိမင်းကမိရောရိုက်မယ်ဆိုပြီးကျွန်တော်အဲ့လိုက်ပတ်ရိုက်မမိထရိုက်မမိဒီကောင်ကတင်းသွားပြီဆိုပြီးကျွန်တော်လည်းအခွက်တော့ပြပြီးတော့ဘေးနေဆိုပြီးဖုံးဝင်ရရတာသူတည်သွားစိတ်မကောင်း sorry ကျွန်တော်ဟိုဟာသားတဲ့တော့မသွင်းတော့ဘာဖြစ်လို့ဆိုတော့အတိတ်များတယ်ဒီအတန်အတွင်း quality ရွေးပြီးတော့ YouTube မှာတင်လိုက်တော့မှာဒါကိုလက်စီရတော့အိမ်စားတော့မယ်အိမ်စားဖို့တော့ကတိတားလေးလူတယ်ပေါ့ပြောတယ်ဒါကျွန်တော်စောရငယ်အသွေးကြုံနေနဲ့ပဲစောတာပေါ့နော်ကြည့်ရတော့ကျွန်တော်ပတ်ချီရယ်မိုဘိုင်းရယ်အဲ့ဒါတွေပဲကျွန်တော်စောနေရတယ်အဲ့ဒါကြောင့်မို့မိုက်ခရိုနဲ့မေ့နေဗျာအခုမှပြန်စောဖြစ်တာတချို့ရပြောမှ MVV ဗီဒီယိုတွေတင်ပလားတဲ့အဲ့ဒါကကြတော့လေကျွန်တော်မသိချင်ဘူးဗျာဘာဖြစ်လို့ scale ရလည်းမစိဘူးတိတ်ပြီးတော့လေ play ပဲလို့လည်းများတယ်ဗျာအားကြောင့်ကျွန်တော်မစောတာပါစောလိုက်တာနဲ့ဘယ်ဝဲခေါ်ဆောင်မဲ့ကောင်းနဲ့ဟိုကခေါ်ဆောင်မဲ့ကောင်းဒီကခေါ်ဆောင်မဲ့ကောင်းလေဗျာအားကြောင့်ကျွန်တော်တိတ်ပြီးစောချင်တယ်ကျွန်တော်ပြောကြားလာမသိကြားလာနိုင်ကြတယ်ဆိုရပြီးရပါပဲနော်ကျွန်တော်မကြားမှကြောက်လို့ပါဘရောသူကျွန်တော်မကြားမှကြောက်လို့ကျွန်တော်ကအဲ့လိုပြောမိတာပြီးတော့ကျွန်တော်ဗီဒီယိုအသေးလေးလောက်အောင်လုပ်မယ်အေးပြီးတော့ဘယ်လိုလဲမသိဘူး YouTube မှာတင်လိုက်လို့ဆိုရင် quality ကမကောင်းတော့လုံးဝကိုယ်ဘာတီတော့မတီတော့မပေါ်တော့အဲ့ဒါလည်းကျွန်တော်မှန်လို့ဗျာမှန်လို့ဆိုပြီးအဲ့ဒါကျွန်တော်တူတာတူပြီးတော့မှန်လို့လည်းလို့မှန်ကလုံးမရအောင်ဘာဖြစ်လဲမသိဘူးအိမ်ကလို့တာအဲ့ဒါနဲ့လောက်တာဒီကလောက်တာအခုပဲလုံးလို့မရဘာဖြစ်လို့လဲမသိဘူးဗျာကျွန်တော်မိုက်ကိုထည့်လာတာပေါ့ဘလို့တန်ထွက်မလဲဆိုကျွန်တော်ကအမှတခါလို့အတွက်ကျွန်တော်အကျဉ်းလုံးမှန်ရလို့ဆိုတော့လုပ်ကြည့်လိုက်တာဟိုကတော့အတန်ကတမျိုးပြောတယ်ကောအတန်မကောင်းပြောတယ်အဲ့ဒါကြောင့်ပြောSono showing up. Oh my god, go to it. Lay, what a crap. Take a crap. I should not attack me, John Tassan. By side, Tari can I marry? Be that agent or Tagalo, no? Tagalo, which not Pandy, whatever, the Tari. တကယ်တော့ဗျာလောက်လိုက်တာခဏလေးပါပဲမဲကိုဗစ်တို့ကိုပြန်ကြည့်လိုက်လေဟို live မရတာနဲ့ view တက်တာနဲ့ဆိုလို့ရှိရင်လေကျွန်တော်အားမစိဘူးနည်းနည်းအားရော့တယ်ဗျအဲ့ဒါကြောင့်ခါကျရင်ကျွန်တော်ပျောက်တယ်တလားတော့ပျောက်သွားရင်စိတ်ကူပေါင်းတော့ခေါက်ပြန်လို့တယ်အဲ့လိုအားယူနေတဲ့အချိန်ပေါ့ဗျာရှုံးမပေးဘူးကြိုးစားမဆိုတဲ့စိတ်နဲ့တော့လောက်တကယ်ဖြစ်ချင်တော့အဲ့ဒါတကယ်စိတ်ဝင်စားကြဖြစ်နေမင်းလေးကြီးရှင်နေမင်းကြီးနေပြီကွာနေရတူရပြီအဲ့လိုမျိုးတော့ဖြစ်ချင်တယ်ကွာလူလည်းပပလေးတွေပေါ့အဲ့လိုဆိုကျွန်တော်ရပြီကျွန်တော်ရှင်းတယ်တုံးဒီဘူးမလို့
တီးတော့မှကျွန်တော်အနေဆုံးဟိုလာလောက်ပေါ့ရောက်တရနေရတော့ဒီချင်တယ်โอเคကျွန်တော်လောက်တော့ဆက်လိုက်တော့ပကံစီပို့ချုပ်ပြတာကြောင့်အဲ့what the heck ကျွန်တော်အခန်းလုံးတော့စိတ်ရပြောရတဲ့အတိုင်းပဲကျွန်တော်အခန်းလုံးဆုံးစိတ်ကူတယ်အဲကြောင့်အခန်းလုံးမရဘူးဘာကြီးတုံးလဲဒီတုံးလဲလို့တစ်တာကုန်နေရဆိုတော့အဲ့ဒီအတန်လုံးဆိုတော့ဗီဒီယိုရမြင်ပြီးရတော့ကွာငါလက်ဆက်စီးနေတယ်ဟိုဘတကားမပူလို့ထဲလိုက်တယ်ကျွန်တော်တကားပူနေလို့ထဲလိုက်တယ်ဗျာမိသားစုတွေမှာကျွန်တော်ပြောရမှာလားကျွေးတဲ့လူကိုပြောမနေဘူးဘောမဆိုဗျာသူမချေတဲ့လူတွေကျတော့သူကကျွေးတယ်မွေးတယ်ချေတယ်သူချေတဲ့လူတွေကျတော့သူကမချေဘူးအဲ့လိုမျိုးဆိုငါတို့ဘာလို့ဆရာအဲ့လိုပဲဟိုဆိုငါတို့ကမဆောက်တဲ့လူကငါတို့ဘာချေတယ်ငါဆောက်ရတဲ့ငါ့ကိုကျတော့ဆောက်ရည်ပဲပြောတယ်ကွာအဲ့ဒါတရားလားပြောလိုက်တရားဟုတ်မလားငါအမြင်နဲ့တော့လို့ပြောတော့ကွာအမေကလေးပြတာစနေကျသာနာမည်ကြီးတော့ဖိတ်စီရပါဆိုပြီးတော့ဒီမဲ့ပြောလို့ပြန်စီစားတယ်ကွာငါရဲ့ဖုန်းနဲ့ငါရဲ့နေချက်နဲ့အိုးဖုန်းရတယ်မော်ဒယ်နေတယ်ကွာ Redmi Note 90ကွာနေချက်တဲ့3လုံးငါရဲ့နေချက်နဲ့စီရတယ်โอ้บัวကျွန်တော်ကကြံပိုင်စကားပြောတာမဟုတ်လားတမင်တည်းပြောတာတမင်တည်းလိုက်ပြောပါမလို့ကျွန်တော်ကအိမ်ပြောင်းလို့ဆိုတော့အဲ့ရလောက်ဆိုပြီးတော့မတက်လို့မရဘူးရဲ့တူလို့ဆိုတက်လို့ရတော့မေတော့တူလို့ငါတွေ့ပြီဆိုပြီးတော့ရိုက်လိုက်ခုတ်ပါလိမ့်မယ်လိုက်ခုတ်တော့မတကောင်ရတော့ကခုပြောရပြီမနော်အဲ့ဒါလည်းကျွန်တော်အိမ်ပြန်တောင်းတဲ့ရှင်နေဆိုတော့ကိုယ်စိတ်လိုက်ယူတယ်တကယ်တော့စားရမှမသိဟိုမှာတူတော့မတွေ့โอเคတွေ့ပြီဆိုမင်းကလည်းတွေ့ပြီဆိုတော့ဒါလေးကအကွက်လာဟိုနှကောင်ဆိုတော့အကွက်လာမရတော့အကွက်လာနဲ့ပတ်သက်ပြီလားတော့တကောင်ယောမတကောင်ယောပါတော့ပြီးသွားပြီမတကောင်ပြီးသွားပြီဝါပါတဲ့လို့မတက်တော့တနာလို့ဝေတကားပဲမယ်စောင့်ရင်တက်ခဲ့တယ်စောင့်တကားရนี่โอเคမှာအသားရိုက်ဆိုအသားထည့်မယ်အသားထည့်လို့ဘာလို့ထည့်လို့စားဒီတိုင်းစားပြောတာပါအဲ့ရဆိုအဲ့ရခေမပြီးနာမှာပြီးနာနဲ့ကျွန်တော်ပေါက်တူလို့ပေါ့နော်ပေါက်တူလို့အတုံးလိုက်ရှာတော့ပေါက်တူကလူနေအတုံးကလူကွာလက်တော်လူအဲ့ငါပြင်မထပ်တူနေဆိုတော့ပြင်မထပ်တူမဆိုတော့ပြင်ထွက်လိုက်တာနေရလဲဝင်နေပြီပြီးမှတူတော့မတူတော့လေကိုယ်မှကိုတူလို့နေလေကိုယ်မှတော့အနေကေဖေးရှင်ကိုယ်ပြီးတော့မတူတော့ဟုတ်တယ်လေအိမ်ထဲမှာတူတော့မယ်ရောက်အိမ်ထဲမှာတူတော့မယ်အိမ်ထဲမှာမတူတော့ဆိုပြီးတော့ကျွန်တော်တကားဖွင့်လိုက်တယ်တကားဖွင့်ပြီးတော့ကျွန်တော်တူပြီးတော့စတူစကားဘူးလားမရတဲ့ရင်မကောင်း
Cho tu nè ta nè cho nó ok bị đó mẹ rồi là biểu ba đây luôn biểu ba đây ấy biểu ba đây luôn cho nó cú video của mình chỉ nó share luôn mà nó share nó sẽ gọi là mình chỉ nó thì đã là phải rồi nhau cho nó quaดูง่ายที่สิเจนะที่วิดีโอตะเพิ่มဆိုပြီးဝီဂျီရဲ့သူစောကြမယ်ဆိုတဲ့ဗီဒီယိုကကျတော့16လုံး view က900ကျော်တယ်ဗျာအဲကျွန်တော်အားတက်တယ်ဒါဆိုပြီးအားတက်တယ်ဆိုပြီးကျွန်တော်စပြီးတော့လောက်တာပေါ့နော်စလောက်တယ်အဲကျွန်တော်โอเคကျွန်တော်လည်းဟိုရပြီဆိုကျွန်တော်လည်းပါလို့ပါမောတာမှန်လို့မှန်ဖို့ကလေးပေါ့မှန်လို့ရအောင်မှန်လို့မရတော့ကလေးပါလို့ဆိုပြီးကလေးပါကိုလိုက်ရှာတာကလေးတော့လိုက်ရှာနေရတာရှာလုံးမတွေ့တော့လည်းနေပေါ့အပြင်ကြီးမိုးချုပ်ပါဆိုတော့ငနာတော့မယ်ဆိုတော့ဒီဗီဒီယိုလည်းဒီလောက်ပါပဲနော်ဒီဗီဒီယိုတော့ပါပဲကျွန်တော်ဗီဒီယိုဆက်ကြည့်ပြီးတော့အားလုံးပါအောင်ကျုပ်ဗီဒီယိုကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါ